ကဲဓမ္မမိတ်ဆွေတို့ဆရာရဲ့အတန်ကိုကြားလားမသိဘူးနော်ကြားပါတယ်ခင်ဗျာကြားပါတယ် ဟုတ်ဟိုမှာကြားပါဟိုနေ့ကိုရဲ့ဆရာစာအုပ်လေးကိုရှာနေလို့နည်းနည်းလေးကြာသွားတာအဲ့ဒီမှာဓမ္မမိတ်ဆွေတို့တိကမာရိကအရာကိုစာအုပ်လေးဖွင့်ပြီးတော့ဒီစခရစ်မှာလည်းကြည့်လို့ရတယ်နော်ကုသလတိတ်ကိုဆရာတို့ကြည့်မယ်ပေါ့နော်ကုသလတိတ်ကုသလတိတ်မှာပြီးခဲ့တဲ့အပတ်တော်ငါဆိုရင်ဆရာတို့ကုသလဓမ္မဆိုတဲ့ပရမပဒလေးကိုပြီးသွားပြီအရာကောက်လည်းပြီးသွားပြီခန္ဓာအာယတနာဓာတ်သစ္စာဖွဲ့လည်းပြီးသွားပြီဓမ္မမိတ်ဆွေတို့ဒီလေဒီကုသလတိတ်ဒီဒုတိယတစ်ခေါက်ဖြစ်တဲ့အတွက်ဆရာကအဲ့ဒီကုသလဓမ္မအရာလေးကိုတော့မလိုအပ်လို့ရှိလို့ရှိရင်ကြော်လိုက်ချင်တာပေါ့နော်မကြော်ဘူးဆိုလို့ရှိရင်လည်းဒီမှာဆရာအချင်းချင်းပြောပြမယ်ဒီမှာကုသလတိတ်မှာဆိုလို့ရှိရင်ဗျာသုံးပဒဟောတယ်ကုသလဓမ္မအာကုသလဓမ္မအပြာကတာဓမ္မအဲ့ဒါတွေဟာဘာတွေလဲလို့ပြောမယ်ဆိုရင်ပါဠိတွေပါဠိဟောပုံတွေအဲ့ဒီပါဠိကိုအနက်ပေးမယ်ဆိုလို့ရှိရင်ကုသလဓမ္မကိုအနက်ပေးမယ်ဆိုရင်ကုသလဓမ္မကိုအနက်ပေးရင်အောက်မှာကုသလအနာဝဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်မရှိခြင်းကောင်းသောအကျိုးကိုပေးခြင်းလက္ခဏာရှိကုန်သောဓမ္မနေတ္တနေဇီဝသဘာဝတတ္တလည်းမဟုတ်ဇီဝလည်းမဟုတ်ကုန်သောသဘောတရားတို့သည်တံဝိဇ္ဇန္တိရှိကုန်၏အဲ့ဒါကကုသလဓမ္မကိုအနက်ပေးတာဓမ္မမစ္စရုကိုအဲ့ဒီစာမေးပွဲမှာမေးလို့ရှိရင်လေအဲ့ဒီလိုမျိုးပဲမေးမှာအောက်ပါတို့ကိုအနက်ပေးခဲ့ပါကာကြီးကုသလဓမ္မအဲ့ဒါဆိုလို့ရှိရင်ကိုဟာကုသလနာဥဇာဒုက္ခဝိပါကလက္ခဏာအပြစ်မရှိခြင်းကောင်းသောအကျိုးကိုပေးခြင်းလက္ခဏာရှိကုန်သောအဲ့ဒီလိုမျိုးအစရှိသည့်ဖြေရမှာဟုတ်ပြီကုသလဓမ္မာတိပါဠိအနတ်တိကုသလအနာဝဇာတုကဥပ္ပါကလက္ခဏာအပြစ်မရှိခြင်းကောင်းသောအကျိုးကိုပေးခြင်းလက္ခဏာရှိကုန်သောဓမ္မာနေတရဏိဇီဝသဘာဝတတ္တလည်းမဟုတ်ဇီဝလည်းမဟုတ်ကုန်သောသဘောတရားတို့သည်တံဝိဇန္တိရှိကုန်၏အဲ့ဒါကပထမပဒအရာကောက်တဲ့ခါကျတော့လေအကဲဟိုမှာတလက်စာလေးဖြစ်သွားအောင်အာကုသလဓမ္မာလေးကိုအနက်ပေးမယ်အာကုသလဓမ္မာဒီပါဠိပုတ်အနက်ပေးမယ်ဆိုရင်အာကုသလတာဝဇဒုက္ခဝိပါကလက္ခဏာအပြစ်နှင့်တကဝဖြစ်ခြင်းမကောင်းသောအကျိုးကိုပေးခြင်းလက္ခဏာရှိကုန်သောဓမ္မနေတရနေဇီဝသဘာဝတတ္တလည်းမဟုတ်ဇီဝလည်းမဟုတ်ကုန်သောသဘောတရားတို့သည်တံဝိဇန္တိရှိကုန်၏အဲ့ဒါကအကုသလဓမ္မာကိုအနက်ပေးတယ်နောက်တတိယပဒါဖြစ်တဲ့အဗျာကတာဓမ္မာဒီအဗျာကတာဓမ္မာကိုအနက်ပေးမယ်ဆိုရင်အဗျာကတာကုသလဘာဝေနအကတိတာအညာဘာဝေနကတိတာကုသိုလ်အကုသိုလ်တို့၏အဖြစ်အဖြစ်ကမဟောကြားအကုန်တပါသောအဖြစ်အဖြစ်သာဟောကြားအကုန်သောအချင်းချုံလိုက်တော့မယ်ဓမ္မတံဝိဇ္ဇန္တိပေါ့နော်ဓမ္မတရားတို့သည်တံဝိဇ္ဇန္တိရှိကုန်၏အဲ့ဒါဆိုလို့ရှိရင်ကုသလဓမ္မာအာကုသလဓမ္မာအဗျာကတာဓမ္မာအရာကိုအနက်ပေးတာပြီးသွားပြီအဲ့မှာကြည့်မယ်ဆိုလို့ရှိရင်ကုသလဓမ္မာဟူသောပရမဘုတ်ဤအရာကပရမတ္ထတရားကို၄ပါးကိုပဲတိတ်ဆိုတာသုံးပုံပုံပြီးတော့ကောင်းမယ်လို့ရှင်းပြထားခဲ့တယ်ဗောနော်အဲ့ဒီတိုင်းပဲကုသလဓမ္မကုသိုလ်မြည်တဲ့တရားတွေဆိုတာကတဲ့အများကြီးရှိတာလားဆိုတော့မဟုတ်ပါဘူးတဲ့ကုသိုလ်စိတ်20နဲ့တပါးနော်ကုသိုလ်စိတ်ဧကဝိတကုသိုလ်စိတ်20နဲ့တပါးစေတသိက်အထက်တိန်တာ36ပါးအဲ့ဒီကုသိုလ်စိတ်22ပါးမှာရှင်တဲ့စေတသိက်36ပါးဒါကကုသလဓမ္မဟူသောပုတ်ရဲ့အရာအဲ့ဒီကုသိုလ်စိတ်22ပါးစေတသိက်38ပါးကိုခန္ဓာဖွဲ့ရင်ခန္ဓာ4ပါးရမယ်အာယတနာ2ပါးရမယ်ဓာတ်2ပါးရမယ်သစ္စာ2ပါးရမယ်တဲ့နော်ခန္ဓာအဖြစ်4ပါးဟူသောကစေတသိက်ကပဲနာမည်3မျိုးရသွားပြီစေတသိက်အထက်တိန်သားတို့တွင်သို့မဟုတ်စေတသိက်38ပါးတို့တွင်ဝေဒနာသည်ဝေဒနာခန္ဓာတင်ညာသည်တင်ညက်ခန္ဓာဝေဒနာတင်ညာမှကျွင်းသောစေတသိက်7တိန်သားသို့မဟုတ်36ပါးသည်သင်္ခါရခန္ဓာမြည်၏ကုသိုလ်စိတ်ဧကဝိသသည်စိတ်မှန်သမျှခန္ဓာဖွဲ့လို့ရှိရင်ဝိညာဉ်နဲ့ခန္ဓာရမယ်ကုသိုလ်စိတ်ဧကဝိသသည်ဝိညာဉ်နဲ့ခန္ဓာမြည်၏ဤသို့လင်ခန္ဓာအဖြစ်၄ပါးဖြစ်သည်ဒါခန္ဓာ၄ပါးဖွဲ့ပေါ်ခန္ဓာ၄ပါးဝေဒနာခန္ဓာတင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဒီထဲမှာရုပ်မပါဘူး
ရူပခန္ဓာမပါဘူးဖြစ်တဲ့အတွက်ရူပခန္ဓာမပါဘူးဖြစ်တဲ့အတွက်ရူပခန္ဓာရုပ်28ပါးမပါဘူးဖြစ်တဲ့အတွက်ရူပခန္ဓာမရဘူးအာယရဏကကုသိုလ်22ပါးစေတသိက်အထက်တိန်သားလို့ပြောတဲ့တရားတွေမှာအာယရဏဆိုရင်2ပါးပဲရမယ်ဓမ္မမိတ်ဆွေတို့ကိုရှင်းပြခဲ့ပြီးသားရုပ်28ပါးပါလာရင်အာယရဏကရုပ်28ပါးကိုဖွင့်ရင်အာယရဏ10ပါးရမယ်အာယရဏ10ပါးနော်အာယတနာ10ပါးထဲမှာမှသူကုမယုတ်တောလတ္တတို့သူကုမယုတ်တောလတ္တကဓမ္မယရဏဓမ္မတထဲကိုဝင်သွားမယ်ဒီမှာအာယတနာ2ပါးဆိုတော့ယုတ်မပါတာဖြစ်တဲ့အတွက်အာယတနာ2ပါးပဲရမယ်စိတ်မှန်သမျှမနာယရဏဖြစ်တဲ့အတွက်ကုသိုလ်စိတ်ဧကဝိသသည်မနာယရဏမြည်၏စေတသိက်38ပါးသည်ဓမ္မယရဏမြည်၏ဤသို့လင်အာယတနာအပြင်2ပါးဖြစ်သည်အာယတနာက2ပါးဓက်ကလည်း2ပါးပဲเนาะခုနတော့ငါမနာယရဏအမည်များအမည်ရခဲ့တဲ့ကုသိုလ်စိတ်ဧကဝိသသည်ဓက်ကြတော့ဘာဖြစ်သွားမလဲမနောဝိညာဏဓာတ်မြည်၏ခုနအာယရဏတော့ငါဓမ္မယရဏမြည်ခဲ့တဲ့တရားတွေသည်ဓက်ကြတဲ့အခါကျတော့ဓမ္မဓာတ်မြည်၏ဤသို့လင်ဓာတ်အားဖြင့်2ပါးဖြစ်တတ်သည်အဲ့ဒါဆိုတော့ခန္ဓာကလည်း4ပါးအာယရဏကလည်း2ပါးဓာတ်အားကလည်းဓာတ်ကလည်း2ပါးเนาะကဲသစ္စာဖွဲ့မယ်တဲ့ဓမ္မပစ္စည်းတို့သိထားပြီးတဲ့အတိုင်းပဲသစ္စာက4ပါးပဲရှိပါတယ်ဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာဒီမှာကုသိုလ်22ပါးလို့ပြောတာဖြစ်တဲ့အတွက်လောကီကုသိုလ်က18ပါးရှိတယ်လောကုတ္တရာကုသိုလ်က4ပါးအဲ့ဒီလောကုတ္တရာကုသိုလ်4ပါးထဲမှာမစိတ်4ခုပါတာဖြစ်တဲ့အတွက်သူကမစိတ်4ခုပါခဲ့မယ်ဆိုလို့ရှိရင်သို့မဟုတ်လောကုတ္တရာစိတ်8ပါးပါခဲ့မယ်ဆိုရင်မဂ္ဂသစ္စာရတယ်ဒီနေရာမှာသစ္စာ2ပါးပဲသစ္စာ2ပါးဖြစ်တဲ့အတွက်လောဘဒီထဲမှာမပါဘူးကောက်ထားတဲ့ထဲမှာလောဘမပါဘူးဆိုတာဖြစ်တဲ့အတွက်ဒုက္ခသမုဒယသစ္စာဒီမှာမရဘူးနိဗ္ဗာန်ကိုမကောက်ထားဘူးဖြစ်တဲ့အတွက်និရောဓသစ္စာဒီမှာမရဘူးဒီမှာရမှာဒီဒုက္ခသစ္စာနဲ့မဂ္ဂသစ္စာ2ပါးပဲရမယ်ဒုက္ခသစ္စာကဘာလို့ရတာလဲဆိုရင်လောကီကုသိုလ်စိတ်တရရတသို့မဟုတ်လောကီကုသိုလ်စိတ်18ပါးစေတသိက်အထတိန်သာသည်သစ္စာဖွဲ့မယ်ဆိုရင်ဒုက္ခသစ္စာမြည်၏ခုနလောကီကုသိုလ်တတရတလောကီကုသိုလ်18ပါးလို့ပြောတာဖြစ်တဲ့အတွက်ကောက်ထားတဲ့တရားတွေဒီလောအနေကုသိုလ်စိတ်20နဲ့တပါးရှိတယ်အဲ့ဒီ20နဲ့တပါးထဲမှာလောကီကုသိုလ်18ပါးကိုဖယ်လိုက်ရင်ကျန်တဲ့4ပါးသည်မတ်4ခုသည်ကုသိုလ်ဖို့4ခုသည်ဝိပတ်လို့ဓမ္မမိတ်ဆွေတို့သိပြီးသားဖြစ်တဲ့အတွက်မတ်စိတ်4ခုကိုရည်ရွယ်ပြီးတော့မစိတ်4ခု၌ရှိသောတမာဒိဋ္ဌိတမာသင်္ကပ္ပတမာဝါစာတမာကမ္မန္တတမာအာဇီဝတမာဝါယမတမာတတိတမာသမာဓိဟုဆိုသောသောတာပတိမတ်8ပါး9ပါးတဂရဂာမိမတ်8ပါး9ပါးအနာဂာမိမတ်8ပါး9ပါးအရဟတမတ်8ပါး9ပါးသည်မဂ္ဂသစ္စာမြည်၏ဒါဆိုလို့ရှိရင်သစ္စာ2ပါးကလည်းပြီးသွားပြီကျွင်းသောမစိတ်တို့ဘ29ခုသည်သစ္စာဟုသောဤအတွက်မှာလွတ်၏ဤတို့လေသစ္စာအပြည့်2ပါးဖြစ်တည်းအဲ့ဒါဆိုလို့ရှိရင်ကုသလဓမ္မာအရာပါဠိလည်းပြီးပြီအနက်လည်းပြီးပြီအရာကောက်လည်းပြီးသွားပြီဒီမှာတော့ဒီအောက်ကအဓိပ္ပာယ်လေးကဟိုနေခုနတော့ကဓမ္မမစ္စရုတွေမျက်စိရှုပ်သွားမှဆိုလို့သောတာပတိမ8ပါး9ပါး8ပါး9ပါးဆိုတာဘာကိုပြောတာလဲတဲ့8ပါး9ပါးအရာမှာမဂ္ဂင်8ပါးနဲ့ရှင်သောမပထမဇန်ကိုရည်ရွယ်ပြီးတော့8ပါးသူကဒုတိယဇန်မှာကြတော့ဝိတက်မရှင်တော့ဘူးတဲ့တမသင်္ကပ္ပမဂ္ဂင်နဲ့မရှင်တော့မဒုတိယဇန်စသည်ကိုရည်ရွယ်ယူ9ပါးနော်ဟုတ်ပြီအဲ့ဒီမှာကုသလဓမ္မာဓမ္မမစ္စရုစာအုပ်ကိုမတွေးတဲ့လူတွေချက်ချင်းရှာမတွေးသေးလို့ရှိရင်ဒီမှာစကရင်လေးကိုကြည့်လို့ရတယ်နော်ကုသလဓမ္မာပြီးတဲ့အခါကျတော့အာကုသလဓမ္မာအာကုသလဓမ္မာဆိုတာကတော့အာကုသလဓမ္မာဟူသောဒုတိယပုဤအယကအာကုသလဓမ္မာခုနအနတ်ပေးခဲ့တဲ့အာကုသလအနာဝဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်နှင့်တကဝဖြစ်ခြင်းမကောင်းသောအကျိုးကိုပေးခြင်းလက္ခဏာရှိကုန်သော
အာဟုသလဓမ္မာယအာဟုသို့တရားတွေအဓိကရှင်းရှင်းလေးပြောလိုက်မယ်ဆိုရင်အာဟုသလဓမ္မာယဘာကိုကောက်မှလဲအာဟုသို့စိတ်ဓဝရတအဓိကစိတ်ကိုပဲကောက်မှစိတ်ကောက်တဲ့လောက်ကိုစေတသိက်ကလိုက်ရှင်ပါနော်စိတ်ရှင်စေတသိက်ရှင်ဆိုတာဒီတိုင်းပဲနော်စိတ်နဲ့မကွဲမကွာအတူတူရှင်ဘောရှင်ဘက်စေတသိက်ကပါပြီးသားဖြစ်တဲ့အတွက်ဓမ္မမစ္စတို့တွေတိကမာရိကကိုကြီးတဲ့အခါကျရင်စိတ်ကိုပဲအဓိကထားကြည့်လိုက်စိတ်ရတဲ့တလောက်စေတသိက်ကအဲ့ဒီသူစိတ်နဲ့ရှင်တဲ့စေတသိက်တွေအကုန်ရမယ်အခုဒီမှာအာကုသလဓမ္မာဟုသောဒုတိယဘုံဤအယကအာကုသိုလ်စိတ်ဓဝရတစေတသိက်တတဝိဒယဤတဲ့နော်စေတသိက်ကတတဝိဒအာကုသိုလ်စိတ်ဓဝရတအာကုသိုလ်စိတ်ဓဝရတမှာရှင်တဲ့စေတသိက်28ပါးအဲ့ဒီအာဟုတလဓမ္မကိုခန္ဓာရဲ့အာယတနာရဲ့ဓာတ်ရဲ့သစ္စာရဲ့ဖွဲ့မယ်ဆိုရင်ခန္ဓာ၄ပါးအာယတနာက2ပါးဓာတ်ကလည်း2ပါးသစ္စာကလည်း2ပါးဇူးမှာကြတော့ဓမ္မဝိဇ္ဇတို့တွေအတန်လဲထွက်ဖို့အားလုံးထွက်ဖို့အဆင်မပြေတာဖြစ်တဲ့အတွက်ဆရာပဲအစအဆုံးကိုဆိုပြပေးမယ်နော်စာမေးပွဲအောင်လို့ရှိရင်တော့ဆရာပဲအောင်သွားမယ်ထင်တယ်ဆရာကအစအဆုံးလုပ်နေတာဆိုတော့ဓမ္မမိတ်ဆွေတို့ကအကုန်လုံးစာဟိုအဲ့ဒီလုံးစီပတ်စီမလုပ်ဘူးထင်တယ်နော်အဲ့ဒါလေးကိုကြည့်ထားရမယ်ဓမ္မမိတ်ဆွေတို့တွေအဲ့မှာခန္ဓာအဖြစ်၄ပါးဟူသောကနော်ခန္ဓာဖွဲ့ပြမယ်ခန္ဓာအဖြစ်၄ပါးဟူသောကစေတသိက်တတဝိသတို့တွင်သို့မဟုတ်စေတသိက်28ပါးတို့တွင်ဝေဒနာသည်ဝေဒနာခန္ဓာမြည်အတူတူပဲနော်ဓမ္မမစ္စေတို့တွေအတူတူပဲမခတ်ဘူးအဲ့ဒီစေတသိက်တွေကိုခန္ဓာဖွဲ့မယ်စေတသိက်28ပါးသို့မဟုတ်စေတသိက်တတဝိသတို့တွင်ဝေဒနာသည်ဝေဒနာခန္ဓာမြည်တင်ညာသည်တင်ညက်ခန္ဓာမြည်ဝေဒနာတင်ညာမှကျွင်းသောခုန28ပါးကနေရောဝေဒနာနဲ့တင်ညာနဲ့နှုတ်တဲ့အခါကျတော့25ပါးကျန်မယ်ဝေဒနာတင်ညာမှကျွင်းသောစေတသိက်ပင်စဝိသသည်သင်္ခါရခန္ဓာမြည်ဤအာကုသိုလ်စိတ်အဲ့ဒါဆိုရင်စေတသိက်3ပါးပြီးသွားပြီစေတသိက်28ပါးကဝေခန္ဓာ3ပါးရသွားတယ်အာကုသိုလ်စိတ်ဓဝရတအာကုသိုလ်စိတ်12ပါးသည်ဝိညာဉ်နဲ့ခန္ဓာမြည်ဤစိတ်မှန်သမျှကဘယ်နှပါးပဲလာဘာပဲလာဝိညာဉ်နဲ့ခန္ဓာဤသို့လင်ခန္ဓာအဖြစ်၄ပါးဖြစ်တည်းခန္ဓာ၄ပါးနော်အခုဆရာတို့ဒါလေးတွေကိုအတန်ဖန်းထားတယ်တန်ဖန်းထားတယ်ဆိုတော့ပြီးတဲ့အခါကြာလို့ရှိရင်ဓမ္မမိတ်ဆွေတို့ရဲ့ဂရုထက်ကိုပို့ပေးလိုက်မယ်ဗီဒီယိုဒေါင်းလော့ဆွဲခြင်းတဲ့လူဆွဲနော်အဲ့ဒါဆိုတော့ဓမ္မမိတ်ဆွေတို့နောက်တစ်ချိန်စာပြန်လုပ်တဲ့အခါကျရင်ဆရာအတန်ဖိုင်လေးကိုနားထောင်ပြီးတော့စာပြန်ကြည့်လို့ရှိရင်ပိုလွယ်သွားမယ်အာယတနာက2ပါးခန္ဓာ4ပါးပြီးသွားပြီခန္ဓာ4ပါးပြီးတဲ့အခါကျတော့အာယတနာအဖြစ်2ပါးဟူသောကခုနလိုပဲဓမ္မမိတ်ဆွေတို့ရဲ့မနာယတနာကဘာစိတ်မှန်သမျှမနာယတနာအဲ့ဒါကြောင့်မို့လို့အကုသိုလ်စိတ်ဒွါရတတိမနာယတနာမြည်ဤစေတသိက်သည်ဓမ္မယတနာခုနရခဲ့တဲ့စေတသိက်28ပါးစေတသိက်တတဝိသတိဓမ္မယတနာမြည်ဤသို့လင်အာယတနာအဖြစ်2ပါးဖြစ်သည်ခန္ဓာက4ပါးအာယတနာက2ပါးဓာတ်အားကဓာတ်အားဖြစ်လဲ2ပါးဓာတ်အားဖြင့်2ပါးဟူသောကအကုသိုလ်စိတ်ဓဝရတသည်မနောဝိညာဏဓာတ်မြည်ဤစေတသိက်တတဝိသ28ပါးသည်ဓမ္မဓာတ်မြည်ဤသို့လင်ဓာတ်အားဖြင့်2ပါးဖြစ်သည်နော်ဆရာတို့အခုဒီ Zoom သင်တန်းလေးကိုဘာလို့ရည်ရွယ်လိုက်တာလဲဆိုတော့ဓမ္မမိတ်ဆွေတို့တွေအပြင်မှာ in class မှာကဆရာတို့တစ်ခေါက်တော့ပြီးအောင်ချလိုက်နိုင်မယ်ပေါ့နော်အဲဒီမှာဆရာတို့တွေ2လပိုင်းကျရင်အလုပ်တွေအများများသွားမှာဖြစ်တဲ့ဓမ္မမိတ်ဆွေတို့ကိုအချောတက်ရင်းနဲ့ရောပြီးတဲ့အခါကျတော့ဓမ္မမိတ်ဆွေတို့ပြန်လည်ပြီးတော့လေ့လာတဲ့အခါရောအဆင်ပြေအောင်ဆရာကဒီမှာတစ်ခေါက်ကုန်အောင်ချပေးမယ်ဆိုပြီးတော့နော်အခက်အခဲတွေကြားတွေကနေပြီးတော့လုပ်ပေးပါတယ်ဓမ္မမိတ်ဆွေတို့ဒါစေတနာထားကြီးရောလုပ်ပေးတာပါနော်သစ္စာအဖြစ်2ပါးဟူသောကသစ္စာကလည်း2ပါးရမယ်တဲ့ခုနတော့ကကုသိုလ်ကိုကောက်ခဲ့တော့ကဒုက္ခသစ္စာနဲ့မဂ္ဂသစ္စာဒီနေရာမှာကြတော့အကုသိုလ်တရားတွေဟာဓမ္မမစ္စတို့သိတယ်လောဘပါလာမယ်နော်အားကြောင့်မို့သစ္စာအဖြစ်2ပါးဟူသောကအကုသိုလ်စိတ်ဓဝရတလောဘကျင်သောစေတသိက်သဗ္ဗိတာဆိုတော့26ပါး
လောဘကျင်သောစေတသိက်26ပါးသည်ဒုက္ခသစ္စာမြည်၏လောဘသည်သမုဒယသစ္စာမြည်၏ဤသို့လင်သစ္စာအဖြစ်နှစ်ပါးဖြစ်တည်းသစ္စာအဖြစ်ကလည်းနှစ်ပါးတဲ့နော်လောဘကသမုဒယသစ္စာကျန်တဲ့တရားတွေသည်ဒုက္ခသစ္စာနော်အခက်ကြီးတွေမဟုတ်ဘူးအဲ့ဒါဆိုလို့ရှိရင်အကုသလဓမ္မာရဲ့အရာကောက်ခန္ဓာအာယတနာဓာတ်သစ္စာဖွဲ့ပြီးပါပြီပြီးတဲ့အခါကျတော့အဗျာဂတဓမ္မတတိယပဒနော်ကုသလတရဲ့တတိယပဒအဗျာဂတဓမ္မဟုသောတတိယဘုံဤအရာကဝိပဿိစတ္တိန်သာဝိပဿိစတ္တိန်သာဆိုတော့36ပါးကိရိယာစိတ်ဝိသကိရိယာစိတ်ဝိသဆိုတော့ကိရိယာစိတ်20စေတသိက်အထက်တိန်သာ38ပါးရုပ်28ပါးနိဗ္ဗာန်ပရမတ္ထတရား4ပါးကိုခွဲလိုက်တဲ့အခါမှာပရမတ္ထတရား4ပါးထဲမှာကုသိုလ်ကိုလည်းကောက်ပြီးသွားပြီအကုသိုလ်ကိုလည်းကောက်ပြီးသွားပြီအဗျာဂတဓမ္မဆိုတာကကုသိုလ်အကုသိုလ်အဖြစ်နဲ့မဟောကြားခဲ့တဲ့တရားတွေလို့ပြောတာဖြစ်တဲ့အတွက်ဝိဘတ်ရဲ့ကိရိယာရဲ့အဲ့ဒီမှာရှင်တဲ့စေတသိက်38ပါးရဲ့ရုပ်28ပါးရဲ့နိဗ္ဗာန်ရဲ့ဒါကြံတယ်ဒါကြံတာဖြစ်တဲ့အတွက်ဒါကိုကောက်မယ်အဗျာဂတဓမ္မဟုသောတတိယဘုံဤအရာကဝိပဿိစတ္တိန်တကိရိယာစိတ်ဝိသစေတသိက်အထက်တိန်တယုထဝိသနိဗ္ဗာန်ရ၏တဲ့အဗျာဂတဓမ္မာယတတိယဘုံဤအရာကိုကောက်ပြခဲ့ပါစို့ဒါကောက်လိုက်အောင်ပဲဝိပဿိစတ္တိန်တကိရိယာစိတ်ဝိသစေတသိက်အထက်တိန်တယုထဝိသနိဗ္ဗာန်ရ၏ထိုတရားတို့သည်တဲ့ခန္ဓာအဖြစ်5ပါးအာယတနာအဖြစ်12ပါးဓာတ်အဖြစ်18ပါးသစ္စာအဖြစ်2ပါးဖြစ်ကုန်၏ကဲခန္ဓာဖွဲ့မယ်ခန္ဓာဖွဲ့မယ်ဆိုတော့ခန္ဓာအဖြစ်5ပါး5ပါးဆိုတော့ဓမ္မမစ္စုတို့အပြည့်ပေါ့ခန္ဓာက5ပါးပဲရှိတာခန္ဓာ5ပါးကိုဖွဲ့တော့လေရှင်းရှင်းလေးယုံ28ပါးယုထဝိသပါလာတာဖြစ်တဲ့အတွက်ဘာခန္ဓာရမလဲဆိုတော့ယုထဝိသတိရူပခန္ဓာမြည်၏ရုပ်တရားတွေပါလာရင်ရူပခန္ဓာရမယ်စေတသိက်ကတော့ခါတိုင်းလိုပဲ3ပါးရတယ်စေတသိက်အထက်ဒိန်သာသို့မဟုတ်38ပါးတို့တွင်ဝေဒနာသည်ဝေဒနာခန္ဓာမြည်၏တင်ညာသည်တင်ညက်ခန္ဓာမြည်၏ဝေဒနာတင်ညာမှကျွင်းသောစေတသိက်36ပါးသို့မဟုတ်စေတသိက်စတ္တိန်သာသည်သင်္ခါရခန္ဓာမြည်၏ဝိပဿိကစတ္တိန်သာဝိပဿိကလည်း36ပါးကိရိယာစိတ်ဝိသကိရိယာစိတ်20အဲ့ဒါကကြတော့စိတ်တွေကခန္ဓာဖွဲ့မယ်ဆိုရင်ဝိညာဉ်နဲ့ခန္ဓာမြည်၏နိဗ္ဗာန်သည်ခန္ဓာဟုသောအရေအတွက်မှလွတ်၏ဤသို့လင်ခန္ဓာအဖြစ်5ပါးဖြစ်တည်းကဲဒီတဲမှာစာမေးမယ်ဆိုရင်ရပါမလားစာမေးရနိုင်လားအတန်လေးတွေဘုန်းကြီးပြောပါအောင်စာမေးရမလားရပါတယ်ဆရာဟုတ်ရပါတယ်ဆရာအဲ့ဒါဆိုလို့ရှိရင်ဘသူဆိုတာကိုဆရာတို့မပြောတော့ဘူးမင်းကိုအာယရဏ12ပါးဒီစာရှိတဲ့အတိုင်းပဲဆိုမယ်တယောက်ဆိုပြပါလားဘသူဆိုပြမလဲပြလိုက်လေစာရှိတဲ့အတိုင်းပဲဆိုရုံပဲဘသူဆိုပြမလဲဖေးစားလဲစကုပတာရသည်စက္ခယေနအာယေရဏမာလေးစကုပတာရသည်စက္ခယေနမြည်သောတာပတာရသည်သောတာယေနမြည်ကာနပတာရသည်ကာနယေနမြည်ဇေဝပတာရသည်ဇေဝယေနမြည်ကာယပတာရသည်ကာယယေနမြည်ရူပယုံသည်ရူပယေနမြည်တတ္တယုံသည်တတ္တယေနမြည်ဒနာယောဒီဒနာယောနာမီရာသာရာသာယေနာမီပထဝီပထဝီသောဝါယောပုတ္တဘာယောပုတ္တဘာယေနာမီဒုက္ခမယောဝါယောဟုဆိုအပ်သောဘုဒ္ဓပါယုံဒီဘုဒ္ဓပါယေနာမီဒုက္ခမယော16ပါးဝေဒနာကရိယာစေဝိကာဒီမနာယေရနာမီစေတသိက်အထာတိန်တ
အိတ်တိန်တေပူရိတိန်တရေအာဟာရယုတ်ဇီဝိတာယုတ်အာဟာရယုတ်ပရိစေတာကာယဝိညာဝစီဝိညာရူပတာလရူပတာလဟုတာမုဒုတာကမညတာဥပါစယတန္တတိဇရတာအနေစာတာအဖြစ်ဒုက္ခမယုတ်တောလာတန်နိဗ္ဗာန်ဒီယဓမ္မယရဏမြည်ဤသို့ဖြင့်ဤသို့လျှင်အာယနာအဖြစ်12ပါးဖြစ်တည်းတဲ့ကဲဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်ကျန်တဲ့ဟိုနေ့တွေရောဆရာလေး record လေးကြံအောင်ကဲဖတ်ပြမယ်အာယတနာ12ပါးကောက်တယ်အာယတနာ12ပါးကောက်တယ်ဆိုတော့ဓမ္မမစ္စရုတွေဆရာတော်ဥဒိလောကရဲ့ဇာလီတွေအတိုင်းပဲအဲ့ဒီထဲမှာအာယတနာ12ပါးဘလို့ကောက်သွားတယ်လဲယုတ်ထဝိတာတို့တွင်သက္ကုပတာရသည်သက္ခာယတနာမြည်ဤသောတာပတာရသည်သောတာယတနာမြည်ဤဂာနာပတာဒတိဂာနာယတနာမြည်ဤဇိဝပတာဒတိဇိဝယတနာမြည်ဤကာယပတာဒတိကာယယတနာမြည်ဤရူပယုံတိရူပယတနာမြည်ဤတတ္ထာယုံတိတတ္ထာယတနာမြည်ဤဂန္နာယုံတိဂန္နာယတနာမြည်ဤရတ္တယုံတိရတ္တယတနာမြည်ဤပရဝီတေဇောဝါယောဟုဆိုအပ်သောဖုဒ္ဓဘာယုံတိဖုဒ္ဓဘာယတနာမြည်ဤအဲ့ဒါကနော်ဓမ္မပစ္စရုကိုဆရာပြောနေတဲ့ရုပ်28ပါးကိုအာယတနာဖွဲ့ရင်ဒီမှာ10ပါးဒီမှာတင်10ပါးရသွားပြီဝိပဿစိတ်36ခုကိရိယာစိတ်20သည်မနာယတနာမြည်ဤသို့မဟုတ်ဝိပဿစိတ်7တိန်သာကိရိယာစိတ်ဝိသသည်မနာယတနာမြည်ဤစေတသိက်အထက်တိန်သာစေတသိက်က38ပါးခုနတော့ငါဩလာရိကယုတ်12ပါးကိုကောက်သွားတာ10ပါးရသွားတယ်အခုသူကုမယုတ်16ပါးကိုကောက်ပြမယ်အာဘောအိထိန်တရေပုရိသိန်တရေဟတ္တယယုဇီဝိတယုအာဟာရယုပရိစေတယုကာယဝိညာဝစီဝိညာရူပတ္တလဟုတာရူပတ္တမုဒုတာရူပတ္တကမ္မညတာနော်အဲ့တိုင်းမကောက်လဲသူစာရေးထားတဲ့အတိုင်းကောက်လိုက်ရတယ်ရူပတ္တလဟုတာမုဒုတာကမ္မညတာဥပဇယတန္တတိဇဒတာအနေသတာအဖြစ်ဒုက္ခမယုတောလတာဒုက္ခမယုတောလတာဆိုတော့ဒုက္ခမယု16ခုနိဗ္ဗာန်သည်ဓမ္မယရဏမြည်ဤသို့လင်အာယရဏအဖြစ်12ပါးဖြစ်တည်းဓမ္မမင်းစတို့တွေအရာကောက်တာဘာကိုကောက်တယ်လဲဆိုတာကိုကြည့်ပြီးတော့ခန္ဓာအာယတနာဓာတ်သစ္စာကိုကိုယ့်ဘာသာကိုဖွဲ့တက်ရမှာနော်ဖွဲ့တက်ရမှာအဲ့ဒါအခုမဖွဲ့တက်သေးရင်လည်းဖြည်းဖြည်းချင်းဖွဲ့တက်လာလိုက်မယ်အခုဓာတ်အားဖြင့်18ပါးနော်ဓာတ်အားဖြင့်18ပါးဟူသောကဘာတွေကောက်မလဲခုနအာယတနာနဲ့သိမ့်မကွာဘူးယုတ်ထဝိတာတို့တွင်သက္ကုပတာဒသည်သက္ကုတ္တမြည်ဤသောတာပတာဒသည်သောတာတ္တမြည်ဤဂာနာပတာဒသည်ဂာနာတ္တမြည်ဤဇိဝပတာဒသည်ဇိဝတ္တမြည်ဤကာယပတာဒသည်ကာယတ္တမြည်ဤရူပယုံသည်ရူပတ္တမြည်ဤတတ္ထာယုံသည်တတ္ထာတ္တမြည်ဤဂန္ဓာယုံသည်ဂန္ဓာတ္တမြည်ဤရတ္တယုံသည်ရတ္တတ္တမြည်ဤပရဝီတေဇောဝါယောဆိုသောဖုဒ္ဓဘာယုံသည်ဖုဒ္ဓပတ္တမြည်ဤတဲ့နော်အဲ့ဒါကကြတော့ဓမ္မမိတ်ဆွေတို့တွေအဲ့ဒီဩလာရိကယုတ်ဩလာရိကယုတ်ဩလာရိကယုတ်နော်ဩလာရိကယုတ်တွေကိုကောက်လိုက်တဲ့အခါမှာအဲ့ဒါရသွားတာအဲ့ဒီမှာဓမ္မမိတ်ဆွေတို့တွေအာယတနာနဲ့ဓာတ်ကြတော့ဘာထူးသွားတယ်လဲဒွေပင်စားဝိညာဉ်30ကိုသူကနာမည်တစ်မျိုးစီနဲ့ဓာတ်ဖွဲ့တယ်စကုဝိညာဉ်တွေသည်စကုဝိညာဏဓာတ်မြည်ဤသောတာဝိညာဉ်တွေသည်သောတာဝိညာဏဓာတ်မြည်ဤဂာနဝိညာဉ်တွေသည်ဂာနဝိညာဏဓာတ်မြည်ဤဇိဝဝိညာဉ်တွေသည်ဇိဝဝိညာဏဓာတ်မြည်ဤကာယဝိညာဉ်တွေသည်ကာယဝိညာဏဓာတ်မြည်ဤပြင်စဒွါရဝဇံတံပရိဆိုင်တွေသည်မနောဓာတ်မြည်ဓမ္မမိတ်ဆွေတို့တွေအဘိဓမ္မာကိုသင်ခဲ့တဲ့အခါမှာမနောဓာတ်3ပါးနော်မနောဓာတ်3ပါးသည်မနောဓာတ်ပေါ့ပိစ္ဆဒရဝဇံနဲ့တံပရိဆိုင်တွေအဲ့ဒါမနောဓာတ်3ပါးပိစ္ဆဒရဝဇံတံပရိဆိုင်တွေသည်မနောဓာတ်မြည်ဤတဲ့ဒွေပိစ္ဆဝိညာဉ်10ပါးရဲ့မနောဓာတ်3ပါးရဲ့ကိုဖယ်လိုက်တဲ့အခါကျတော့73ပါးကျွင်းတော်တဲ့နော်ဝိပဿစိတ်စတုဝီတာဝိပဿစိတ်စတုဝီတာကိရိယာစိတ်ဧကုဏဝီတာတိမနောဝိညာဏဓာတ်မြည်ဤတဲ့နော်ခုန73ပါးကိုဖယ်လိုက်ပြီးတော့ကျန်တဲ့ဝိပဿစိတ်
စတုဝိသားဆိုတော့24ပါကိရိယာစိတ်ဝိသားဧကုဏဝိသား19ပါကိရိယာစိတ်ဧကုဏဝိသားဒီမနောဝိညာဏတတ်မြည်နော်အဲ့ဒါပြီးတော့အခါကျတော့စေတသိက်ဆိုင်ရလာမယ်စေတသိက်အထက်ဒိန်သာခုနတုကုမယုတ်16ပါအာဘောအိတ်ဒိန်တရေပုရိဒိန်တရေဟတ္တယယုတ်ဇိဝိတယုတ်အာဟာရယုတ်ပရိစေတယုတ်ကာယဝိညာဉ်ဝစီဝိညာဉ်ရူပတလဟုတာမုဒုဒကမညတာဥပစေယတဏတိစရဒနေသရာအပြတုကုမယုတ်သောလတ္တနိဗ္ဗန္တိဓမ္မဓမ္မိဤသို့လင်ဓာအဖြစ်18ပါဖြစ်တတိဓာအဖြစ်18ပါလဲဓမ္မမိတ်ဆွေတို့တွေရာကောက်တဲ့ဟာကိုကြည့်ပြီးတော့ဖွဲ့ရမယ်နိဗ္ဗာန်ကိုခန္ဓာဝိမုတ်เนาะဒီမှာအောက်မှာအဲဖုနုတ်လိုဟာမျိုးလေးပေါ့เนาะအဲ့ဒီဟိုနေ့မှာမြင်းချောင်းအမဲလေးအောက်မှာနိဗ္ဗာန်ဤခန္ဓာဝိမုတ်အဖြစ်ကိုကဘေတာဘာဝေနာနိဗ္ဗာန်ခန္ဓာသင်္ဃာနေတတံဟုသောအထက်ကတာပတ်အတိတာတိဘေတာနိဗ္ဗာန်နိရာတတိနာခန္ဓာဝောဟာရောတိနိဗ္ဗာန်ဘေတာဘာဝတော်ခန္ဓာသင်္ဃာတော်နေတတံဝိနိမုဒ္ဒတယထောဟုသောတိကာကျော်ပတ်တုကိုထောက်၍သိရ၏တဲ့နော်နိဗ္ဗာန်ကိုခန္ဓာအဖြစ်နဲ့မရေတွက်အပ်ဘူးခန္ဓာဟူသောအရေတွက်မှလွတ်တယ်အဲ့ဒီမှာအပြာကရဓမ္မအယခန္ဓာလည်းဖွဲ့ပြီးပြီအာယတနာလည်းဖွဲ့ပြီးပြီဓာတ်အားလည်းဓာတ်ဖြစ်ဓာတ်လည်းဖွဲ့ပြီးပြီသစ္စာက2ပါးသစ္စာအဖြစ်2ပါးဟူသောကလောကီဝိဘတ်ဗတ္တိန်တာခုနကတော့ကြည်တာတော့မစိတ်4ပါးလို့ခေါ်တဲ့လောကုတ္တရာကုသိုလ်တွေကကြတော့မဂ္ဂသစ္စာထိုက်မှာဖြစ်တဲ့အတွက်ဒီမှာသစ္စာကောင်းတဲ့အခါမှာဒုက္ခသစ္စာထဲမှာလောကီဝိဘတ်တွေပဲပါလိုက်မယ်လောကီဝိဘတ်ဗတ္တိန်တာကိရိယာစိတ်ဝိသစေတသိက်အထက်ပစ္စတ္တိန်တာယုထဝိသတိဒုက္ခသစ္စာမြည် sorry နော်ခုနတော့ငါလောကီဝိဘတ်ဗတ္တိန်တာဆိုတော့အဲ့မှာဖို့စိတ်4ပါးပေါ့ဖို့စိတ်4ပါးကိုကြံနေခဲ့မယ်သူကဝိဘတ်စိတ်ကြတော့ဖို့စိတ်4ပါးကြတော့ဝိဘတ်စိတ်တည်းပါသွားတာဟုတ်လောကီဝိဘတ်32ပါးကိရိယာစိတ်20စေတသိက်ပင်စတိန်သားဆိုတော့35ပါးယုတ်28ပါးယုတ်ထဝိသတိဒုက္ခသစ္စာမြည်ဤတဲ့ဒါတွေကဒုက္ခသစ္စာမြည်တဲ့တရားတွေနော်အနည်းမှာဆိုလို့ရှိရင်လေစိတ်ပိုင်းမှာဆိုရင်လေလောကီစိတ်82ပါးကဒုက္ခသစ္စာပဲစေတသိက်မှာဆိုရင်လေလောဘကျင်တဲ့ကြံတဲ့စေတသိက်တွေကဒုက္ခသစ္စာတွေပဲလောဘသည်သမုဒိယသစ္စာနော်မစိတ်4ပါးကြတော့မဂ္ဂသစ္စာနိဗ္ဗာန်နိရောဓသစ္စာနော်ဒီမှာသစ္စာ2ပါးကခုနဟာတွေကသစ္စာဝိမုတ်ဖြစ်သွားလိုက်မယ်လောကီဝိဘတ်ဗတ္တိန်တာ32ပါးနော်ခုနတော့ဖို့စိတ်4ပါးကြံနေခဲ့မယ်ဒီထဲမှာကောက်တာမပါဘူးကိရိယာစိတ်ဝိသစေတသိက်ပြင်စတ္တိန်တာ35ပါးယုထဝိသတိဒုက္ခသစ္စာမြည်ဤနိဗ္ဗာန်တိနိရောဓသစ္စာမြည်ဤဒီ2ပါးပဲရတာနော်ဖို့စိတ်တုပ်ဘတ်39ခုသည်သစ္စာဟုသောအရေအတွက်မှလွတ်၏တဲ့ခုနအဲ့ဒီဝိပဿစိတ်ကဒီတဲကိုပါသွားမယ်သစ္စာဝိမုတ်ဖြစ်သွားမယ်ဤသို့လင်သစ္စာအဖြစ်2ပါးဖြစ်တတ်သည်ကုသလဓမ္မအကုသလဓမ္မအဗျာကတာဓမ္မဟု၍ဟောတော်မူအပ်သောဤတရာအစဉ်သည်ပရမတ္ထတရားကိုသုံးစုပြု၍ဟောရာဟောကြောင်းဖြစ်သောကြောင့်တိတ်မြည်၏တဲ့တိကတိတ်ဆိုတာဟာတဲ့ပရမတ္ထတရားတွေကိုသုံးစုသုံးပုံပြုပြီးတော့ဟောမှာဖြစ်လို့တိကတိတ်လို့ခေါ်တယ်အဲ့ဒီတိတ်တွေဟာတဲ့အာဒီလတ္တနာမတိတ်တပ္ပလတ္တနာမတိတ်အပြင်2ပါးအပြားရှိ၏တဲ့ထို2ပါးတို့တွင်ကျွင်းသောပရမတ္ထတရားမရှိသည်အဖြစ်ကြောင့်နေပရိသတိတ်မြည်၏တဲ့ဒီပရမတ္ထတရားတွေကောက်လို့မကုန်ဘူးတဘာဘာကျွင်းကြံခဲ့မယ်ဆိုရင်အဲ့ဒါကကြတော့တပ္ပဒေတအကျွင်းတရားရှိတယ်အခုဒီနေရာမှာကုသလဓမ္မာအယတဘုံကောက်သွားတယ်အကုသလဓမ္မာအယတဘုံကောက်သွားတယ်အဗျာကတာဓမ္မာအယအကုန်ကောက်သွားတာဖြစ်တဲ့အတွက်စိတ်စေတသိက်ယုတ်နိဗ္ဗာန်အဲ့ဒီ4ပါးထဲမှာတဘာမှမကြံခဲ့ဘူးဖြစ်တဲ့အတွက်ပရမတ္ထတရား4ပါးကို3ပုံပုံလိုက်တဲ့အခါမှာအကျွင်းကြံမရှိဘူးအဲ့လိုမျိုးအကျွင်းကြံမရှိတာဖြစ်တဲ့အတွက်နိဗ္ဗဒေတာနော်နိဗ္ဗဒေတာကဲဓမ္မမိတ်ဆွေတို့တွေစာသင်လို့လည်းကောင်းတယ်ဆရာဆက်သင်မယ်ဆိုရင်လည်းနောက်တစ်ချိန်တော့အေးဆေးရတယ်တိုးတော်လေအားလုံးအတွက်အချိန်ကိုငဲပြီးတော့ဓမ္မမိတ်ဆွေတို့တွေဆရာတို့တွေဒီနေ့အဲ့ဒီမှာ Viber group call နဲ့တော်တော်လေးအချိန်ကုန်သွားတယ်နော်
ဘိုင်ဘာဂရုကောနဲ့တော်တော်လေးအချိန်ကုန်သွားတာဖြစ်တဲ့အတွက်ခု7နာရီလဲခွဲပြီဆိုတော့ဒီနေ့ကုသလတိတ်နဲ့ပဲဆရာတို့ရက်လိုက်ပါမယ်ပြီးတဲ့အခါကျတော့မနှက်ပြန်ကြားလို့ရှိရင်ဝေဒနာတိတ်ကနေပြီးတော့စသွားမယ်ဟုတ်တယ်နော်ဒေါ်မိုးလေးမနှက်ပြန်ရှိတယ်နော်ဟုတ်တယ်မလားမနှက်ပြန် မနှက်ပြင်မရှိဘူးဆရာတောက်ကြနေရှိရပါ အော် तू ကဟိုနေ့တရက်ကျော်နော် ဟုတ်တရက်ကျော်ဗုဒ္ဓဝူတောက်ပါဆရာ အော်ဗုဒ္ဓဟူးရဲ့တောက်ကြရဲ့စနေရဲ့နော် တနေ့ တောက်ကြရဲ့စနေရဲ့ဟုတ်တယ်အားဆိုလို့ရှိရင်ကျွန်တော်ကဟုတ်တယ်ဒီဗုဒ္ဓဟူးကြာတာပရိနေ့ကိုအငယ်တန်းကိုဇက်တင်ရမှာဟုတ်တယ်အဲ့ဒါဆိုတော့မနှက်ဖြန်မရှိဘူးပေါ့နော်တခါတည်းကြိုကျင်ညာလိုက်တဲ့တော့လေဓမ္မမိတ်ဆွေတို့တွေတိသွားတာပေါ့တပတ်ကတောက်ကြနေ့တရက်ရှိမယ်စနေနေ့တရက်ရှိမယ်အဲဒါကအခုမင်းပေါ့နော်ဒီဇူးကလည်းတတိတော့ပေးနေပြီ